အားလုံးနဲ့မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကအနာပါလေးတွေနဲ့ဒီဆက်ပြီးမှဖြစ်ပါရှင်ခုဆိုတော့ကျမတို့အရင်ကအလုပ်ရှုပ်နေကြတယ်ဟိုစိတ်ကူးနေတယ်တွေ့ရမှာဖြစ်ပါရှင်သူတို့ကဆိုနေပူကျဲတဲ့ကလေးနဲ့လုပ်တယ်လုပ်နေကြအထီးဒီပတ်စံ community ရကင်မရာရဲ့ scale တွေကိုလည်းကြည့်လိုက်ပါ။အဲဒီတော့သွားနေကြတယ်လည်းမပြောတတ်ဘူး။ဒါပေမဲ့ရှင်အရှင်လို့ညာနေကြတယ်။ရှင်ကြည့်သူတို့ရဲ့ဘေးပတ်ဝန်းကျင်မပါလို့ခံစားဖို့အတွက်မအားမလတ်ဘူးနော်သူတို့တန်းပွင့်လေးကျွေးနေပန်းပင်ရှိနေဆိုတာတော့ခံစားဖို့မအားလတ်ကြပါဘူးရှင်โอเคဒီပြောင်းမှလည်းကြည့်အောင်ကိုယ်စိတ်ကိုစိတ်အိုးမလားစိတ်ကတော့မတွေ့ရဘူးရှင်သူတို့ဘယ်ဒီသွားကြတယ်လဲဒီမှာလည်းမတွေ့တယ်ဒီနားကလမ်းဆုံးသွားတယ်သူတို့ကိဝါနေဒီကနေပြောင်းသွားမတွေ့ရဘူးဒီနားကလမ်းဆုံးသူတို့ရဲ့ဒီပတ်ဝန်းကျင်ကိုအရှင်းလို့ပါတယ်ရှင်နေတယ်ဘယ်မှာပရှိနေကြတယ်ရှင်တရာမပါရကောင်းနေပြီရှင်